လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာနဲပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောကွာအဲ့ဒါရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ရှင်မောက္ကလံကတကူကြီးတယ်တကူကြီးတော့ရှင်မောက္ကလံပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတယ်နော်တကူကြီးတယ်ဆိုတော့တောင်ကြီးလိုပဲသူကပေါ်ပြူလာဖြစ်တယ်မြင်လာတယ်ပေါ့တကူကြီးရှင်သာရိပုတ္တရာဆိုတာခက်ခဲနဲမေကွန်ပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွမ်းဆိုတာသိတယ်ရှင်သာရိပုတ္တရာကပညာရှိမှသိတာကြားဘူးတယ်မို့လားပညာရှိဆိုတာစီကြီးလိုပဲတီးမှမြည်တယ်မတီးရင်ဒီတိုင်းပဲနေမယ်နော်အဲ့တော့ဥပမာပေးတဲ့အခါရှင်မောက္ကလံကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်နားလေအလားထိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာ